နဲ့သမီးလေးတစ်ပါးနဲ့သက်တွေကမြန်မာပြည်မှာလူဖြစ်ပြီးတော့မွေးဖွားလာတဲ့အင်းရဲ့ပိုင်ရှင်ရင်ချင်းငုံနဲ့သူလာတွေရဲ့မြင်လင်းချင်းပဲခွဲချင်မိစေတဲ့အကုန်နှလုံးသားကလမ်းညို့ထိုးပြခဲ့တဲ့ရေမှန်းထားတဲ့အချစ်ပန်းကောင်းတဲ့ပွင့်မောခွဲสุขุและกำลังจะเย่ช่วยว่าดอกကွယ်နဲ့သမီးလေးတစ်ပါးနဲ့သက်တွေကမြန်မာပြည်မှာလူဖြစ်ပြီးတော့မွေးဖွားလာတဲ့အင်းရဲ့ပိုင်ရှင်ရင်ချင်းငုံနဲ့သူလာတွေရဲ့မြင်လင်းချင်းပဲခွဲချင်မိစေတဲ့အကုန်နှလုံးသားကလမ်းညို့ထိုးပြခဲ့တဲ့ရေမှန်းထားတဲ့အချစ်ပန်းကောင်းတဲ့ပွင့်မောခွဲสุขุและกำลังจะเย่ช่วยว่าดอกကွယ်